ထိုင်းပြည်ကိုကြည့်ရအောင်နော်ထိုင်းပြည်44လုံးพยัญชนะไทยပြည်มี44ตัว44လုံးရှိတယ်။ဘာတွေလဲဆိုတော့ကောไก่ပေါ့နော်အမှန်တကယ်ဆိုသူတို့ကအတူကောက်လေးရေးပေးထားတယ်။ကောไก่ขอไข่ขอขวดคอควายคอคนคอระฆังงองูจอจานชอชิงชอช้างสอโซ่ชอเชอยอหญิงดอชดาตอปักตักถอฐานทอมนโททอผู้เฒ่านอเนนดอเด็กตอเต่าถอถุงทอทหารทอธงนอหนูบอใบไม้ปอปลาผอพึ่งฝอฝาพอพานฟอฟันพอสำเภามอม้ายอยักษ์รอเรือลอลิงวอแหวนสอศาลาสอฤาษีสอเสือหอหิบลอจุลาออ่างฮอนกหุ่งဒီဟာကအကုန်လုံးအတန်ထွက်လဲရေးပေးထားတယ်ဒီစာအုပ်ကိုလိုချင်နေဆိုရင်တော့ဒီချင်းတောင်ထဲမှာနှိပ်လို့ရတယ်ပေါ့နော်သူကအတိကအခြေခံလေ့လာခြင်းတဲ့လူတွေအတွက်လုံးဝအဆင်ပြေတယ်နော်